Hello အားလုံးပဲမင်္ဂလာပါရှင်ညီမကဒီနေ့ US Army နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို share လုပ်တာပေးချင်ပါတယ်ဘယ်လိုဆိုတော့ညီမကိုဒီ US military ကိုဘယ်လို join လဲပြီးတော့ step by step ဘယ်လိုသွားရလဲဘာတွေလိုအပ်လဲဆိုတာတွေလာမေးထားကြတဲ့လူလေးတွေစိတ်ဝင်စားတဲ့လူတွေရှိလို့ညီမကဒီဗီဒီယိုလေးကနေတစ်စင်အားလုံးပြပြပေးချင်ပါတယ်ညီမစကားတိတ်ပြောမတတ်ဘူးလေတိတ်အဲ့လိုအပြောမတက်တော့လေတခါလေအမားပါရလေးရှိလေဒီခေတ်မကြီးပြပါလို့ပြောချင်ပါတယ်ရှင်ပထမဆုံးအနေနဲ့ညီမတို့ဒီ US military ထဲမှာဆိုရင်ပေါ့နော် branch 6ခုရှိပါတယ်အဲ့ဒါက Army ရဲ့ Marine Navy Air Force Space Force နဲ့ပြီးတော့ Coast Guard ဆိုတဲ့ဟာရေပေါ့နော်အဲ6ခုရှိပါတယ်အဲ့ဒီထဲမှာညီမကဒီ US military တွေကိုမဝင်ခင်ပေါ့နော်ညီမစဉ်းစားထားတဲ့နှစ်ခုက US Army နဲ့ဒီ Air Force ပေါ့နော် Army နဲ့ Air Force နှစ်ခုကြာမှညီမတခြားလေးစဉ်းစားခဲ့ပါတယ်နောက်ဆုံးမှာညီမ US Army ကိုပဲရွေးလိုက်တယ်ပေါ့နော် Army တွေကိုရွေးပြီးတော့ join လိုက်ပါတယ်ဘယ်လိုလဲဆိုတော့သူကဒီ Army ထဲမှာကဒါညီမရဲ့အပိုင်းပေါ့နော်တခြားသူတွေလည်းသူတို့ရဲ့ဘယ်လိုပြောမှသူတို့ရွေးချယ်မှုနဲ့သူတို့ကောင်းတာရွေးချယ်မှုနဲ့သူတို့ရှိမှာပေါ့နော်ဒါပေမဲ့ညီမကအခု Army ကိုရွေးလိုက်တဲ့အကြောင်းရင်းကြတော့ဒီ Army ထဲမှာက job opportunity တွေကများတယ်ပြီးတော့ညီမလိုချင်တဲ့အလုပ်လေးရှိတယ်ပြီးတော့အချိန်လည်းတိတ်မစောင့်ရအောင်ပေါ့နော်အဲ့တော့ညီမကဘယ်လိုပြောမှဒီ military တွေကိုဝင်ဖို့ကစိတ်အားအရင်ထက်တန်နေပြီးတော့အချိန်နေထက်ပြီးတော့မစောင့်ကျင်တော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်ညီမကဒီ Army တွေကိုပဲဝင်ဖြစ်လိုက်တာပေါ့နော်Air Force ကိုလည်းကြိုက်ပါတယ်ဒါပေမဲ့ညီမအဲ့ Air Force ရဲ့ဝင်မယ်ဆိုရင်ဘယ်လိုပြောမှညီမလိုချင်တဲ့အလုပ်ရမရဆိုတာထက်အချိန်ထက်ဆောင်ရမှာပေါ့နော်အဲကြောင့်ညီမက Army ကိုပဲရွေးပြီးတော့ဝင်လိုက်ပါရှင်ညီမတို့ဒီ US military ပေါ့နော်ဒီ US military မဝင်ခင်မှာစာမိုးပွဲဖြေရပေါ့နော် ASVAB ဆိုတဲ့စာမိုးလေးဖြေရပါတယ်ညီမတို့ဒီ ASVAB စာမိုးပွဲကိုဖြေမယ်ဆိုရင်ပေါ့နော်လေ့ကျင့်ရမယ့် category က9ခုရှိရပေါ့နော်အဲ့ဒါက arithmetic reasoning ရယ် general science ရယ်paragraph comprehension word knowledge mathematics knowledge ရယ်ပြီးတော့ mechanical information electronic information ပြီးတော့ auto and shop information နောက်ဆုံးတစ်ခုက assembling objects ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒီ9ခုကိုတေချာလေးလေ့ကျင့်ပြီးတော့ practice တေချာလုပ်ပြီးတော့မှစာမွေးတက်ဖြေရပါမယ်ပြီးတော့ဒီညီမတို့ပထမဆုံး ASVAB ဖြေတယ်ကြားတယ်ဆိုရင်နောက်တစ်လထပ်ဆောင်ရမယ်တစ်လထပ်ဆောင်ပြီးမှနောက်တစ်ခါထပ်ဖြေရပါမယ်နောက်တစ်ခါထပ်ဖြေလို့ကြားရဆိုရင်နောက်တစ်လထပ်ဆောင်ပြီးထပ်ဖြေပေါ့နော်3ခါလောက်ကိုတစ်လချင်းစီဆောင်ပြီးတော့ထပ်ဖြေလို့ရပါပေါ့နော်ဒါပေမဲ့3ကကြော်သွားပြီဆိုရင် तू က6လရင်တစ်နှစ်ထပ်ဆောင်ရတယ်စာမွေးကြလို့3ကကြလို့3ကကြာသွားရဲဆိုရင်ပေါ့နော်နောက်6လနေတစ်နှစ်ထိထပ်ဆောင်ရပါတယ်အဲဒါကြောင့်ညီမကတခါတည်းပေါ့နော်အဲ့လိုအောင်လို့ပေါ့နော်စာလေးတေချာအချိန်ပေးပြီးတော့လုပ်ပြီးတော့အမက်ကောင်းလေးလည်းတခါတည်းရအောင်လို့ပေါ့နော်အဲ့လိုတေချာလေးအချိန်ပေးလုပ်ပြီးတော့သွားဖြည့်ပါလို့ပြောချင်ပါတယ်အလင်းမလိုပါနဲ့ပေါ့နော်ညီမကြားတဲ့တခုဖြတ်ပြောလိုက်အောင်ပဲပေါ့နော်ဒီညီမတို့ကမြန်မာနိုင်ငံမှာ bachelor ဘွဲရထားတဲ့သူတွေဖြစ်ဖြစ်လို့ master ဘွဲရထားတဲ့သူတွေဖြစ်ဖြစ်ပေါ့နော်ဒီ US စစ်တပ်ထဲမှာပြန်ပြီးတော့အဲ့ဘွဲကိုတုံးလို့ရပါတယ်လို့အလကား waste မဖြစ်ပါဘူးပေါ့နော်ကိုတင်ခဲ့တဲ့ပညာတွေကိုပေါ့နော်အဲ့ဒါညီမက master ပြီးသွားပြီပေါ့နော် master degree ရပြီးသွားပြီဒါပေမဲ့ညီမကဒီ army ထဲ join တော့ကညီမမှာ certificate ကမရှိဘူးပေါ့နော်ဘယ်လိုပြောမအောင်ဒီ master ဘွဲရထားတဲ့ certificate ကမရှိဘူးယူဖို့ကလည်းအချိန်ကထပ်မဆောင်ချင်တော့မလွယ်ဘူးပေါ့နော်အဲ့ဒီတော့အားကြောင့်ညီမမှာရှိတဲ့ bachelor degree ကိုပဲ notary ပြန်ပြီးတော့မှအမှညီမရဲ့ recruiter နဲ့ညီမ rank ရအောင်ပေါ့နော်အဲ့လိုလုပ်လိုက်တယ်ပေါ့နော်ဘာလို့ဆိုညီမတို့မှာကဒီ army ထဲမှာက E1 E2 E3 E4 ဆိုပြီးတော့ရှိရပေါ့နော်အမှကညီမတို့ဒီ college ဘယ်လိုပြောမ high school ပြီးချင်းဆိုရင်ညီမတို့ဒီ E1 ကစမယ်ပေါ့နော် basic level ကE1 ကစတာပေါ့နော် E1 E2 E3 E4 ညီမကျ E4 ကစတာပေါ့နော်ဘာဖြစ်လို့ဆိုညီမမှာ bachelor degree ရတဲ့အတွက်ကြောင့်မို့လို့ညီမက rank ကနည်းနည်းမြင့်နေပေါ့နော်အားကြောင့်ဘယ်လိုပြောမှာကိုရထားတဲ့ bachelor degree တွေ
master degree တွေက US military ထဲမှာအသုံးဝင်မှာတည်းရပေါ့နော်ညီမကအဲ့ဒါစဉ်းစားညီမဘယ်လိုပြောမှဒီ army တဲ့ကိုမ join ခင်ကတည်းကရင်စဉ်းစားတာညီမ E1 ကနေစမယ်ဆိုရင်လုံးဝမဝင်တော့ဘူးပေါ့နော်လုံးဝမ join တော့ဘူးဒါပေမဲ့ညီမ recruiter နဲ့တိုင်ပင်ကြည့်တော့ညီမကိုသူကပြောနီးမှာဘွဲရှိရဒီ bachelor degree ရထားဆိုတော့နေဟိုက E4 ကနေတော့စရတယ်တဲ့အနည်းဆုံးပေါ့နော်ကို rank ကအဲ့ဒါအောက်လည်းမကျနေဘူးပေါ့နော် E4 ကနေဆိုတော့မြင့်နေပေါ့နော်အားကြောင့်ညီမ join လိုက်တာပါအားလည်းပါပေါ့နော်ညီမတို့ဒီ SVET ဆာမွေဖြစ်ပြီးသွားပြီးအောင်သွားပြီးဆိုရင်နောက်တစ်ဆင့်တက်သွားမယ်ပေါ့နော်နောက်တစ်ဆင့်ကဒီခန္ဓာကိုယ်ကျန်းမာရေးပေါ့နော် like vision test ရှိမယ်hearing test ရှိမယ်ပြီးတော့ခန္ဓာကိုယ်မှာ HIV AIDS ရှိလားဒါမှမဟုတ် injury ဖြစ်ခဲ့ဘူးလားခွဲစိတ်ခန်းတွေပါဝင်ခဲ့ရဘူးလားပေါ့နော်အဲ့လို operation တွေပါဝင်ခဲ့ရဘူးလားအဲ့လိုကြီးသူတို့အတွင်းရောအပြင်ရောအကုန်ဖြဲစစ်တာပေါ့နော်အဲ့လိုမျိုးစစ်ပြီးတော့မှသူတို့အဲ့ဒါကိုလည်းအောင်သွားပြီဆိုရင်တော့အဆင်ပြေပေါ့နော်ဒါပေမဲ့ညီမကဒီ vision test မှာကြားတယ်ပေါ့နော်မျက်စိကတိတ်မကောင်းညီမအခုလည်းမျက်မှန်တက်ထားရပဲနော်မျက်စိကတိတ်မကောင်းတော့ဘယ်လိုပြောမလဲကြားတယ်နော်ကြားခဲ့ပေါ့နော်ကြားခဲ့တဲ့ခါကျတော့ညီမဝေဘာယူရပေါ့နော်ဝေဘာယူရဆိုညီမကမျက်မှန်တက်ရေးမြင်ရတယ်ပြီးတော့ဒီမိကမန်တိုင်မြင်ရတယ်ဆိုတာဟိုထောက်ဘယ်လိုပြောမလဲကိုယ့်ရဲ့မျက်လုံးကအရင် 100% blind ဖြစ်နေတာမဟုတ်ဘူးပေါ့နော်အဲ့လိုဒီလိုမျိုးမျက်မှန်အကူအညီနဲ့ဗာနဲ့ဆိုရင်ညီမမြင်ရသေးတယ်ဆိုတာညီမထောက်ခံပေးဖို့ဆရာဝန်ပေါ့နော်အဲ့လိုဝေဘာယူရပေါ့နော်အဲ့လိုယူခဲ့ရတယ်အားကြောင့်ညီမကနည်းနည်း process မှာကြာသွားပေါ့နော်ဒီကိုယ့်ရဲ့ visionအားနေတဲ့အတွက်ကြောင့်မလို့အဲ့မှာအဲ့ဒီအစင်မှာညီမနှစ်ခါလောက်ပြန်သွားရပါတော့တလမှာတစ်ခါပဲသွားရအဲ့တော့ညီမ2လလောက်စောင့်လိုက်ရတယ်အဲ့ဒီအစင်ပါတယ်အဲ့ဒါပြီးတော့အဲ့ဒါလည်းအောင်သွားပြီဆိုရင်ညီမတို့နောက်တစ်ဆင့်ကဒီ basic training ကိုလုပ်တော့မယ်ပေါ့နော်သူတို့ကတော့ ship out လုပ်တယ်လို့ခေါ်တာပေါ့နော်အဲ့ basic training ship out လုပ်မဲ့ date ရောက်ဖို့အတွက်ကလည်းနောက်ထပ်တစ်လထပ်ဆောင်ရတယ်အဲ့တော့စွတ်ပေါင်း basic training ကိုရောက်ဖို့ကဒီ US military အနေနဲ့ SVET ဖြေရတယ် SVET ဖြေပြီးတော့နောက်ထပ်တစ်လထပ်ဆောင်ရတယ်ဒီ physics ဒီကိုခန္ဓာမှာကိုခန္ဓာကောင်းလားမကောင်းလားဆိုစစ်ဖို့တဲ့ဒီ physical test နောက်တစ်လထပ်ဆောင်ရတယ်ပြီးတော့အဲ့ဒီမှာကိုကအောင်သွားရဆိုရင်တော့နောက်ထပ်တစ်လပဲထပ်ဆောင်ရုံပဲပေါ့နော်အဲ့ရှစ်ပေါက်လို့ပေါ့ဆို3လလောက်ပေါ့နော်ဒါပေမဲ့ညီမက4လလောက်စောင့်ခဲ့ရတာပေါ့နော်အဲ့ကြားထဲမှာအဲ့ဒါဆိုရင်ညီမဆံမွဲအောင်သွားပြီးတဲ့အချိန်ကနေပဲနောက်ထပ်4လလောက်နေမှာဟို basic training ကိုသွားတာပေါ့နော်အဲ့ဒီအချိန် basic training ကိုမသွားခင်မှာညီမကအကြံပေးချင်တာကကိုဘယ်လိုပြောမှာလေ့ကျင့်ခန်းပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်အမောတိုင်းခန္ဓာအောင်တော့ဂျင်းသွားပြီးတော့မှကောင်းမွန်လေး train ပေါ့နော်လို့ပြေးပေါ့အမောခန္ဓာကိုယ်အဲ့လိုမျိုးလေးလုပ်ပါလေ့ကျင့်ခန်းလေးပုံမှန်လုပ်ပါပေါ့နော်အဲ့ basic training မှာသွားခင်မှာအဲ့ဒါလေးညီမအကျဉ်းပေးချင်ပါရှင်အခုညီမပြောပြထားတဲ့အချက်သေးထဲမှာဒီဟာကပထမ US military တဲကိုဝင်ဖို့ပထမဘိုင်းလေးပဲရှိကြပါတော့ညီမနောက်ပိုင်းလေး basic training ရောက်သွားရင်ပြီးတော့ basic training မှာbasic training သွားရင်ဘာတွေလိုအပ်လဲဘယ်ပစ္စည်းလေးယူသွားတင်လဲဆိုတာညီမနောက်တစ်ဆင့်အနေနဲ့ထပ်ပြောပြပါမယ်အခုကတော့ဒီလောက်ပါပဲရှင်နောက်ပိုင်းလေးညီမထပ်တင်ပေးပါမယ်ရှင်ကျေးဇူးပါ